အမျိုးသမီးတယောက်ကအချွေတဲ့တခုခုထည့်ပြီးအကောက်ကျန်တာခံလိုက်ရတဲ့မင်းသားဆန်းရင်မို့အချွေဘူးတဲ့ဆေးလားအစိတ်လားမသိဘူးတခုထည့်ကအကောက်ကျန်ခံရတာလို့လူပြောများနေတာကတော့ဆန်းရင်မို့ပါမကြသေးခင်ကစင်ပေါ်မှာဖြောပြနေတဲ့ဆန်းရင်မို့ကိုအမျိုးသမီးပရိသတ်တယောက်ကအေးဘူးလိုက်ဆုချခဲ့ပါတယ်ထူးခြားတာကတော့အဲ့ဒီအမျိုးသမီးဟာဆန်းရင်မို့ကိုအေးဘူးချက်ချင်းတောက်ပြဖို့အတင်းအာရမဖိအားပေးခဲ့တာပါဆန်းရင်မိုးကနောက်ွယ်ရောက်မှတောက်ပမယ်လို့အရင်ကြီးညှင်းဆက်နေတဲ့ကြားကမှမရမကဇွတ်အတင်တောက်ခိုင်းနေကြတာဖြစ်ပါတယ်။ကံကောင်းရှင်တော့အချင်းတွေကိုရိပ်မိတဲ့လူရှင်တော်တွေကအာယုံလွဲပေးလိုက်လို့သာအန်ဒီယေကနေလက်တကန်းလို့တီတီလေးလွတ်မြောက်သွားခဲ့တာပါ။ဆန်းရင်မိုးကမတောက်တဲ့အခါမှာအဲ့ဒီအမျိုးသမီးကအေးဘူးကိုအတင်းပြန်လူယူသွားခဲ့ပါတယ်။ဒီဖြစ်ရပ်ကိုကြည့်ရင်တာမန်ပရိသတ်တယောက်ရဲ့အချစ်လွန်ကဲမှုထက်ဆန်းရင်မိုးရဲ့အောင်မြင်မှုမနာလိုမရှူစိတ်ဖြစ်နေတဲ့ကျဲမဲ့မင်းသားတွေဒါမှမဟုတ်တချို့တော်လူတွေကအချွေတဲ့ကိုတစ်ခုထည့်ပြီးတော့ရေကျရှိအကောက်ကြမှုကြိုးစားခဲ့တာဖြစ်နိုင်တယ်လို့သုံးသပ်ရပါတယ်အခုချိန်မှာဇက်တပင်လောကရဲ့အပြိုင်ဆိုင်လူတွေအကြောင်းမှာဒီလိုမျိုးသားရဲ့လောက်ရတွေရှိလာတာကတကယ်ကိုစိုးရိမ်စရာပါပဲကဲဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့ရောစက်မင်းသားလေးစမ်းရင်မှုအခုလိုအကောက်ကြံခံရတဲ့ဖြစ်ဖြစ်ပေါ်မှာဘယ်လိုမြင်ကြပါသလဲရှင်ဆိုဗီယက်ရဲ့မင်္ဂလာပွဲမှာပရိသတ်တွေရဲ့အာရုံစိုက်ခြင်းကိုခံရတဲ့ခိုင်သိန်းကြီးနဲ့စံထိတ်ထားဦးမြန်မာနုပညာလောကမှာနေပေါင်းများစွာရပ်တည်ခဲ့တဲ့သူပါအခုနောက်ပိုင်းမှာဆိုရင်တော့ခိုင်သိန်းကြီးရဲ့ရုပ်ရှင်စကားတိုင်းကိုပရိသတ်တွေကတော့သိပြီးတော့တွေ့ရဖို့မလွယ်ကူတော့ပါဘူးဒါကလည်းခိုင်သိန်းကြီးရဲ့အမျိုးသားကအထဲကိုရောက်နေတာဖြစ်တဲ့အတွက်အထည်ချုပ်လုပ်ငန်းတွေနဲ့စီးပွားရေးလုပ်ငန်းတွေကိုအကုန်လုံးကပဲခိုင်သိန်းကြီးကဦးစီးနေကြရတာပါဒါကြောင့်မလို့လဲခိုင်သိန်းကြီးကတော့ရုပ်ရှင်စကားကြီးတွေဆိုတာထက်ပွဲတက်ခန်းသားတွေနဲ့ production တွေကိုပါအားစိုက်ပြီးလုပ်ကိုင်နေကြတာပါခိုင်သိန်းကြီးတို့မှာတဦးတည်သောရှိတဲ့သမီးလေးစံထိတ်ထားဦးကိုတော့ပရိသတ်တွေအားလုံးကတော့အနုပညာရှင်ဖြစ်ဖို့အတွက်မျှော်လင့်တာနဲ့နေခဲ့ပါတယ်အဓိကကြောင့်ရင်ကတော့စံထိတ်ထားဦးကခိုင်သိန်းကြီးကမလာဘူးဆိုတဲ့သတင်းတွေထွက်ပေါ်လို့လာခဲ့တာပါခိုင်သိန်းကြီးရဲ့လာကိုမမီတဲ့သမီးမို့တရုတ်ဆောင်မင်းသမီးမဖြစ်စေချင်မှုဆိုပြီးတော့ဝေဖန်ဆက်တွေလည်းအမျိုးမျိုးရှိခဲ့ပါတယ်။ဒါကြောင့်မို့လဲခိုင်သိန်းကြီးကတော့သူ့ရဲ့သမီးလေးကိုဝေဖန်နေကြတဲ့သူတွေကိုသူ့ရဲ့သမီးလေးကတရုတ်ဆောင်ဖြစ်ဖို့ဆိုတာထက်တချင်းဆိုပိုင်းမှာအင်မတန်ကိုမှအားသာလို့အဆိုတော်ဖြစ်ဖို့ကိုပဲ sporting ပေးသွားမယ်ဆိုပြီးတော့အမြဲတမ်းပြောဆိုခဲ့ပါတယ်။စံထိတ်ဓာတ်ဦးလေးကတော့သူ့ရဲ့ရုပ်ရည်ကလက်ချမင်းသားမင်းသမီးတွေရဲ့သမီးတွေလောက်မလာတာကြောင့်အားလုံးကတော့ညွှန်ညင်ချင်းရှိခဲ့သလိုအသားညိုတဲ့အစိမ်လေးလေးဖြစ်ပါတယ်။ဆွမ်းဆောင်မှုမရှိဘူးဆိုတဲ့မချက်တွေကလည်းသာသမီချင်းကိုချင်းမစာမနာထွက်ပေါ်လို့လာခဲ့တာပါဒါပေမဲ့လည်းဟေဝီယန်နဲ့ဆိုဗီယက်ရဲ့မင်္ဂလာပွဲမှာတော့စံထိတ်ဓာတ်ရဲ့အရေးချင်းတွေကတော့ပရိသတ်တွေအားလုံးကအံ့အားသင့်စေခဲ့ရပါတယ်မင်္ဂလာတို့သမီးပွဲတက်ချိန်မှာတော့စံထိတ်ဓာတ်ရဲ့တခြင်းလေးတစ်ပုဒ်နဲ့ကြိုးဆိုပေးခဲ့တာပါစံထိတ်ဓာတ်ကတော့ဆိုဗီယက်တင်နာပွဲမှာမင်္ဂလာပွဲထွက်မဲ့အချိန်မှာအမိုက်စားတချင်းလေးနဲ့ပွဲဖိတ်ခေါ်ခဲ့တာလည်းဖြစ်ပါတယ်ဒီလိုမျိုးသူတို့သမီးလေးကိုတချင်းမိုက်စားလေးနဲ့ဖိတ်ခေါ်တဲ့ချိန်မှာတော့စံထိတ်ဓာတ်ကတော့တကယ့်ကိုသူ့ရဲ့အတန်က international